ပြိုင်ဘက်တွေထဲဘလို့တာလွန်အောင်လုပ်ရမလဲဆိုတဲ့နီလန်းတွေကိုပြောပြပေးပါဆိုပြီးတော့မေကွန်းတစ်ခုကျွန်တော်စီကိုရောက်လာတယ်အဲ့တော့ဒီမေကွန်းလေးကအခုကြည့်နေတဲ့မိတ်ဆွေတို့အတွက်လည်းအကျိုးရှိမယ်ဆိုတာသိတဲ့အတွက်ဒီနေရာကနေမျှဝေပေးချင်ပါတယ်အယောင်ပိုင်းမှာစနစ်လဲကြရောင်းအားလဲရစီမဲ့အယောင်စီမံခန့်ခွဲမှုနည်းစနစ်တွေနဲ့ကုညီအကြံပြုပေးနေတဲ့ High Consulting Fund က Business and Executive Coach ကျော်လွင်ပါအဲ့တော့ပြိုင်ဘက်နေတဲ့တာလွန်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုမသွားခင်မှာကျွန်တော်တို့ဒီငယ်ဘဝတုန်းကစာသင်ခန်းကိုနည်းနည်းလေးပြန်ပြီးတော့စဉ်းစားပုံဖော်ကြည့်ကြည့်အောင်စာသင်ခန်းတစ်ခုရှိတယ်ကျောင်းသားအယောက်30လောက်ရှိတယ်အဲ့တော့သင်တဲ့ဘာသာရပ်တွေအတူတူသင်ကြားတဲ့ဆရာဆရာမတွေအတူတူဒါပေမဲ့စာမေးပွဲဖြေပြီးသွားတဲ့အချိန်မှာတော့ရက်လက်တွေကကွဲပြားခြားနားသွားကြတယ်1 to 10နေဖြစ်လာတယ်အမှတ်အများဆုံးနေဖြစ်လာတယ်အမှတ်တွေကြီးစင်ငယ်လိုက်ဒီလိုလေးတွေထွက်လာလိမ့်မယ်ဆိုတော့ဘာကြောင့်လို့ဖြစ်တာလဲအဲ့တော့ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီအယောက်30ကတူညီတဲ့ဆရာဆရာမနဲ့တူညီတဲ့ subject တွေကိုပဲသင်ယူထားတာဖြစ်ပေမဲ့စာပေါ်မှာစိတ်ဝင်စားမှုတွေသင်ယူတဲ့အချိန်မှာအာယုံစိုက်နိုင်မှုတွေဒီစာတွေကိုပြန်ကြက်တဲ့အချိန်မှာအချိန်ကိုတည်တည်ချာချာစီမံခန့်ခွဲပြီးကြက်နိုင်မှုတွေပြီးသွားတဲ့အချိန်ချိန်ကြလို့ရှိရင်စာအချင်းချင်းဆွေးနွေးလို့ရတဲ့ group လေးတွေမိတ်ဆွေတို့လည်းသိမှာပါစာတော်တဲ့သူအချင်းချင်းစုတာတို့စာမကြက်တဲ့သူအချင်းချင်းစုတာတို့ဒါကျွန်တော်တို့ငယ်ငယ်လည်းဖြစ်တာရှိတဲ့ဟာပါဆိုတော့ဒီစာတော်တဲ့သူတွေအမှတ်များတဲ့သူတွေဒီသူတို့တူရမှာလဲ network လေးတွေရှိကြတယ်စာမေးလို့ရတယ်စာဆွေးနွေးလို့ရတယ်ဆိုတဲ့အဖွဲ့လေးတွေပေါ့နော်ဆိုတော့အဲ့လိုကွဲပြားခြားနားသွားတာဖြစ်တဲ့အတွက်စာမေးပွဲရဲ့ရက်လက်တွေဒီကွဲပြားခြားနားသွားတယ်အလားတူပဲကျွန်တော်တို့စီးပွားရေးလုပ်ငန်းမှာလည်းပြိုင်ဘက်ထက်တာဖို့လို့ပြောလို့ရှိရင်ကျွန်တော်တို့အလုပ်လုပ်နေတဲ့စီးပွားရေး industry မှာကျွန်တော်တို့ကတည်တည်ချာချာစာကြည့်ဖို့လိုတယ်ဒီအပိုင်းနဲ့ပတ်သက်လို့တည်တည်ချာချာသင်ယူလေ့လာထားဖို့လိုတယ်လေ့ကျင့်ထားဖို့လိုတယ်ပြီးသွားရင် network ကောင်းတဲ့ network ပေါ့နော်ကျွန်တော်တို့ industry ထဲမှာပဲcompetitor လို့သဘောမထားဘဲနဲ့ပြိုင်ဘက်လို့သဘောထားမယ်ကျွန်တော်တို့အချင်းချင်းလဲပြန်ပြီးသိချင်တာတွေမေးလို့ရမယ်အခက်အခဲတွေဆိုလို့ရှိရင်ဆွေးနွေးလို့ရတဲ့ network ကောင်းမွန်တဲ့ network လေးကျွန်တော်တို့ဖန်တီးထားဖို့သင့်တယ်ပြီးတော့ခုနအချိန်စီမံခန့်ခွဲမှုတွေအဲ့တော့ဒီလုပ်ငန်းနဲ့ပတ်သက်လို့ပို့ပြီးဖွံ့ဖြိုးတိုးတက်ဖို့တော့ကိုတကယ်အာရုံစိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့အချိန်တွေကိုတည်တည်ချာချာလေးစီမံခန့်ခွဲနိုင်ဖို့လိုတယ်ပြီးတော့စာကြက်တဲ့အချိန်မှာမှတ်မိလွယ်အောင်ကြက်တယ်လို့ပဲကျွန်တော်တို့လုပ်ငန်းကိုလည်းကျွန်တော်တို့လုပ်တဲ့အခါမှာမှတ်မိလွယ်အောင်တချို့ဟာလေးတွေကိုကျွန်တော်တို့က highlight လုပ်ထားတာမျိုးလေးတွေပြီးလို့ရှိရင် process လေးတွေတည်တည်ချာချာရေးမှတ်ထားတာမျိုးတွေဒါမျိုးလေးတွေလုပ်ထားမယ်ဆိုရင်ခုနကစာသင်ခန်းကလူတွေလိုပဲအတူတူစာတွေသင်ကြတယ်ဆိုပေမဲ့ကွဲပြားခြားနားတဲ့ရက်လက်တွေရတာပဲကျွန်တော်တို့လုပ်ငန်းလုပ်တဲ့အခါမှာလည်းတူညီတဲ့ industry ထဲမှာပဲကျွန်တော်တို့အလုပ်တူတူလုပ်ကြတယ်ဆိုပေမဲ့ကွဲပြားခြားနားတဲ့ရက်လက်တွေရဖို့အတွက်ဆိုရင်ခုနကကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုအာယုံစိုက်လုပ်ဖို့လိုမယ်လို့အကြံပြုချင်ပါတယ်အယောင်ပိုင်းနဲ့ပတ်သက်ပြီးအကျိုးရှိစေမယ့်အရာတွေကိုမျှဝေပေးနေမှာဖြစ်လို့စိတ်ဝင်စားတဲ့ဆိုရင် follow လုပ်ထားပြီးတော့စောင့်ကြည့်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်